ယုံတော့မယုံနိုင်သေးဘူးခုချိန်ဒီအိမ်မက်ကြီးလို့ဖြစ်နေတယ်အရန်လဲဝမ်းသာတယ်အရန်လဲဂုဏ်ယူတယ်ပေါ့နော်မေကမေကလည်းဖန်အန်ဆိုတော့အခုလိုဖန်အန်ကိုစားပြုပြိုင်ခွင့်ရတာကိုလည်းမေတကယ်ဂုဏ်ယူပါတယ်ရှင်မေအများကြီးစူးစမ်းသွားမယ်အမှန်တမ်းပြောရမယ်ဆိုရင်မေက pageant experience မရှိတော့ခုလိုဝင်ပြိုင်တဲ့အချိန်မှာဒီ city ပွဲမတိုင်ခင်မှာတော်တော်လေးစိတ်လှုပ်ရှားတယ်စိတ်ပူတယ် stress လည်းများတယ်ဒါပေမဲ့အခု city ပွဲပြိုင်ပြီးတဲ့အချိန်မှာexcited ဖြစ်သွားပြီအဲ nervous ဆိုတဲ့စိတ်ကမရှိတော့ဘူးလုံးဝ excited ပဲဖြစ်သွားပြီအခုနောက် camp ဝင်ရမှာတွေရဲ့ national ပွဲကိုတွက်လဲမိအရင်ရင်ခုန်နေပါတယ်မေပြောချင်တာကမေက pageant experience မရှိပါဘူးမေတခါမှမပြိုင်ဘူးမေ model experience ရှိမယ်တရုပ်ဆောင်လုပ်ဘူးတယ်ပေါ့နော်လုပ်နေတယ်ပေါ့နော်ဒါပေမဲ့မေဘဝနဲ့ပတ်သက်ရင်မေမှာ experience မရှိဘူးပွဲတွေအားပေးတာပဲရှိတယ်အခုစင်မော်ရှောက်ရင်တော့ကိုရိုင်းကရှောက်တွေပေါင်တွေတုံနေတော့ပေါ့နော်မေကလည်းမေပိုင်းနဲ့မေ stress တွေအများကြီးရှိပါတယ်ဘယ်လိုပြောမလဲမေကောင်းဆုံးစူးစမ်းသွားမယ်ဒီ journey ရလည်းအရင်ပျော်ဖို့ကောင်းမယ်လို့မေထင်ပါတယ်ဒါကမေတို့ရဲ့မိသားစု project ပေါ့နော် Calito School လို့ခေါ်ပါတယ်မေတို့2008တုန်းကစပိန်စီးနေရင်လည်းတွေ့ခဲ့တာ2010မှာစပြီးထောက်ပံ့တာအဲ့တုန်းကတော့ bamboo hut လေးအဲ့ဒါကနေတသားအဆောင်လေးဖြစ်အောင်မေတို့စောက်ခဲ့တယ်အခုကတော့တိုက်ဖြစ်သွားပြီပေါ့နော် student ကအယောက်40ရှိသွားပြီဒီထက်လည်းပိုချဲ့ကျင်တယ်မေတို့အဲ့အတွက်လည်းစူးစမ်းနေပါရဲ့ရှင်ပညာရေးကeducation is the most important thing. It gives you the tools to build dreams upon. And I think we all have a responsibility to invest in the education of our children because investing in them is investing in our future. မေကတော့အခွင့်အရေးရမယ်ဆိုရင်တော့ရိုက်သွားခြင်းနဲ့ရှင်မေနဲ့ like မဲ့ character မေဘယ်လိုပြောမလဲမေစူးစမ်းခွင့်ရမယ့် character ဆိုရင်တော့မေကစိတ်ဝင်စားပါတယ်ရိုက်လည်းရိုက်ချင်ပါတယ်အခုကတော့ road to universe journey လေးစနေတော့ခဏလေးစောင့်ပေးပါအောင် I think situations like this have always existed and it will always exist. What is important is that we always know what we want to do and what we stand for. When we choose a certain relationship, we should be faithful to it. As long as we are ကိုလေးပြကိုလုံးရင်ပြီးတာပဲမေကတော့အဲ့လိုမြင်နေရှင်မေရဲ့အခု journey ကိုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မေအများကြီးစူးစမ်းသွားမယ်ရှင်အခုစပိုင်းမှာကိုရမ်းကြောက်ခဲ့တဲ့ဟာတွေရှိတယ်အဲ့ချိန်မှာအားပေးစကားတွေကြောင့်မေအများကြီးအားရှိခဲ့တယ်မေဒီထက်မကစူးစမ်းမယ်မေပရိသတ်တွေကိုလည်းပျော်စေချင်တယ် love you ရွှေနဒီရွှေကိုကျေးဇူးအများကြီးတင်ပါတယ်အခုလို Miss Universe ရန်ကုန် East ပွဲကို sponsor ပေးတဲ့အကြောင်းပွဲရလည်းအရန်ခံထားတယ်ဆင်ရလည်းအရင်လျှောက်လို့ကောင်းနေရှင် Trinity ရွှေ app ကမကြခင်ထွက်ရှိလာတော့မယ် application မှာဒီ Miss Universe ပွဲနဲ့ပတ်သက်တဲ့ activity တွေပွဲတွေအားလုံးကိုကြည့်လို့ရပါတယ်ပြီးတော့ voting တွေလည်းအဲ့မှာပေးလို့ရတယ်နော် app ထွက်လာရင် download လုပ်လိုက်နော်